လွင်းနေလာဘယ်ဘယ်လိုရောက်လာဟောမင်းကားတွေ့လို့ငါဝင်လာတာကဲဘာကုန်းစင်းမလဲမစင်းပါဘူးငါမင်းတခုတနင်ထုံးစံနိုင်မလားမှားပြလိုက်ပါကွာဒီလေကော်ဖီတစ်ခွက်ကမဟုတ်မင်းကားရောင်းတော့မယ် post တွေ့တယ်ဟာမင်းစားမစီးရဘူးဇက်ကစီးလူကောင်းတယ်ငါလည်းကြိုက်ပါတယ်ဒါပေမဲ့ဒီမှာငါမင်္ဂလာဆောင်မွိုင်းကွာပို့ပြီးကောင်းမဲ့ကားလေးပေါ့အဓိကကြီးအောင်လို့ကွာကားကြီးလေးနဲ့ဆိုတော့မိသားစုစီကားလို့လို့ဟုတ်တယ်အဲ့လိုမျိုးဘာချင်းမလို့ဆိုတော့ MG တဲ့ကပဲစဉ်းစားနေကွာ MG ကဆိုဘာမင်း EV ပြောင်းတော့ EV တော့မဟုတ် MG ထဲမှာအသစ်ထွက်လာပြီကွာမင်းကြည့်ရသေးလားမင်းကဘာ EV တော့မဟုတ်ဘူးတော့ဒီမှာတူတူဟိုပါလေ MG စမလို့အခုမှ EV တွေပဲတင်နေတာလေဘာဒီမှာ MG က post တင်တာကွာ legal review ခံမင်းဆုံးဆိုပြီးတော့အော်ငါတိုက်ကြီးကွာအေးငါမနက်ကလေးနဲ့ငါကြည့်လိုက်တယ်သူတို့ cover photo မင်းကလည်းဟုတ်တယ်ဟုတ်တယ်အဲ့ဒါအေးငါလည်းကြည့်နေစိတ်ဝင်ငါကွာဟိုငါလည်းချိန်ကောင်းမှာလေဘာလို့လဲဆိုတော့မင်းဒီ post သူက၄မျိုးအောင်ဆိုတော့အေးဟုတ်တယ်အဲ့ post ကိုငါပြောတာမင်းကဘာဖြစ်နေတယ်ငါတင်တာ SUV ပဲခင်ဗျသူက SUV နဲ့ပတ်သက်တဲ့ဟာတွေဆို SUV ဆိုတော့ငါကြိုက်ငါက off road ရင်းနေတာကွာ off road ရင်းနေတော့ဒီမှာခရီးသွားရင်ရုံးတိုက်ဒီမှာမင်း post ကိုတေချာမရှာသေးဘူးဒီမှာတွေ့လား fight driving mode နော်အဲ့ဒါဆိုတော့မင်း off road ကတော့ AC ပြင်လို့ရတယ်ကွာသိလားဘာမှမဟုတ်အေးစီနင်တို့ကလည်း off road ကတော့ဟုတ်ပြီဒါပေမဲ့အဲ့လိုခရီးပိုင်သွားတဲ့ခါကျရင်ငါတချင်းနေပါလေနေအဲ့ဒီတချင်းတော့ဒီမှာနင်တို့ post ကိုအဲ့ဒါပြောတာ page ကိုလေ့လာဆိုတော့နင်တို့တေချာမလေ့လာဒီမှာလေ sound system ကြည့် boost နော် speaker 12လုံးတော့ပါမှာပြီးတော့ပြောငါတီးတယ်မင်းကာကို space ကြောင်းပြောရင်ဟုတ်တယ်တေချာကြီးလို့ငါပြောဒီရောက်မှာတဲ့ကာကို space လည်းကျဲကြီးရခုံသုံးနှန်းကွာခုံသုံးနှန်းဆိုတော့မင်းတို့နောက်ခုံမလို့ရင်လည်းခောက်ထားလို့ရတယ်ဆိုတော့ကာကို space ကတော့ကျဲတယ်မင်းတို့မိသားစုပြောင်းမှာဆိုတော့ဒီခုံသုံးနှန်းနဲ့ဆိုတော့နားထင်ဒီကတော့အဆင်ပြေလောက်အော်ဒီမှာတွေ့လားငါပြော interior လည်း luxury ဖြစ်သေးရမဆိုးဘူးမိသားစုကြိုက်တဲ့ရောင်လေးပြောတော့မယ်အဲ့ကောင်လေးယူလိုက်ကောင်းမှန်းပြီနော်အဲ့ဒါလေးလိုချင်တယ်အဲ့ဒါ